ဒီနေ့ကတော့ငနီတူးနဲ့ငယူတီကြော်မှာဖြစ်ပါတယ်မီးရလည်းမလာတော့မီးသွင်းနဲ့တဲနေရပါတယ်ကျွန်မစီထဲကိုစနေမှုတ်ထည့်လိုက်တယ်ပြီးတော့ကျွန်မရေးစီးထားတဲ့ငနီတူးလေးထည့်ပြီးတော့ကြော်လိုက်တယ်ငနီတူးအရောင်လေးနည်းနည်းရဲလာတဲ့အထိကြော်ရမှာပါအဲ့တော့ကျွန်မမီးတွေတက်ရက်ခတ်ရပါတယ်မီးကမတက်ခင်မီးကမတက်သေးပါဘူးအဲ့တော့ကျွန်မရှာရှိပြီးတော့အိုးတင်ပြီးကြော်လိုက်ပါတယ်မဆောင်နိုင်တော့လို့ပါခုဆိုလို့ရှိရင်ရဲလာပြီပေါ့နော်ငနီတူးလေးတွေကငနီတူးလေးတွေရဲလာပြီကျွန်မထပ်ပြီးတော့မှုပြီးရေးလိုက်တဲ့အချိန်မှာတော်တော်လေးကိုရဲသွားပြီအဲ့ဒါဆိုတော့ချလို့ရပါပြီငနီတူးဆဲထားလိုက်ပါတယ်ပြီးတော့အဲ့ဒီစီထဲမှာပဲကျွန်မငပိကိုအရင်ထည့်ကြော်ပါမယ်ငပိကအရင်ထည့်ကြော်တာမှုမွေးလေးစားခြင်းလို့ပါငပိကိုအရင်ခြေပြီးတော့ပေါ့နော်ထည့်ပြီးတော့ကြော်လိုက်ပါတယ်အဲ့မှာကျွန်မကျက်သွန်ဖြူနေထောင်းထားတာထည့်ကိုမိတဲ့အတွက်ငပိတော့တဲ့အချိန်မှာပဲထည့်ကြော်လိုက်ပါတယ်ဘလူဟင်းပုံစံလည်းတော့မသိဘူးကျွန်မလည်းမိနေရတဲ့အထည့်လိုက်တယ်အဲ့ဒီကျက်သွန်ဖြူလေးလည်းကြောက်သွားပြီဆိုတော့ကျွန်မခွဲချမ်းမုတ်ထည့်ကြော်တယ်ခွဲချမ်းမုတ်ကိုလည်းထည့်ကြော်တယ်မှုရဟိုဘက်မှုဒီဘက်မှုပြီးတဲ့အချိန်မှာတော့ကျွန်မအမေကမယန်းသီး6နဲ့ကြော်မပြောတယ်မယန်းသီး6ဖတ်တွေကိုဖတ်တင်နဲ့တခါလေးရောပြီးကြော်လိုက်တယ်ရှင်အဲ့ဒါကြော်တာကျက်သွားတယ်ပေါ့နော်အကြီးလည်းခမ်းသွားပြီဆိုတော့ကျွန်မငါးကိုထည့်ပြီးမှုလိုက်ပါတယ်ဟိုဘက်မှုဒီဘက်မှုနှံ့နေမှုလိုက်ပါတယ်ခုဆိုလို့ရှိရင်တော့တော်တော်လေးကိုနှံ့သွားပါပြီမှုနေတာခုဆိုတော့ကျွန်မရဲ့ငနီတူငရုတ်သီးကြော်လေးရပါပြီကျေးဇူးပါ